ဒီကောင်လေးကဒီပါစာလေးကအဲ့တော့သူကနေဘလို့လန့်ခိုင်းလဲဆိုရင်ဒီမှာထိတ်ကိုရောက်ခံဒီလေးမှာဒီဘူးလေးကဒီမှာတွေ့လားဒီဘူးလေးကအဲ့ပါစာလေးကိုကျွန်တော်တို့ကဒီမှာဒီပါစာရဲ့အလဲကောင်6လေးကိုသူကလိုလေးဖြတ်သွားတယ်ဖြတ်သွားတဲ့အချိန်မှာဒီကောင်လေးကနေပြီးတော့တာလိုက်စကွင်းဖြစ်ပြီးတော့ဒီကောင်လေးကဘာဖြစ်လဲဆိုတော့ AC ဘိုးရိတ်လေးနည်းနည်းလေး 2.5 3 volt ဝင်းကျင်လောက်လေး CDI ကိုလန့်ပေးလိုက်တယ်ပေးလိုက်တဲ့အချိန်မှာ CDI ရဲ့အတွင်းမှာပါတဲ့ဒီ transistor ရဲ့ gate ကိုဖွင့်ခိုင်းလိုက်တဲ့အချိန်မှာ CDI ကနေပြီးတော့မှဒီ spark plug ကိုမီးလွတ်ပေးလိုက်တာဒါကတော့ကျွန်တော်တို့က CDI ကိုရှင်းပြအချိန်ကြာရင်လာမှာပေါ့နော်မီးထွက်တဲ့ line ကိုလာရင်တော့ဒါကကျွန်တော်ကဒါဒီနေ့ကကျွန်တော်ဒီ post up engine ရဲ့အလုံးလုံးပုံလေးအဓိကဒါစပြီးတော့မိတ်ဆက်တာပေါ့နော်အဲ့တော့ပြီးကြမှာကျွန်တော်တို့တခြားအစိတ်ပိုင်းတွေကျွန်တော်တို့လာမယ်ဘယ်လိုတွေလာနေလဲဘာတွေလုံးနေလဲဟုတ်လားဒီရဲ့အလုံးလုံးပုံလေးကိုကျွန်တော်တို့ကတိမှကျွန်တော်တို့ကဆက်သွားလို့ရအဲ့တော့post up engine လို့ဒါသူများပြောလို့ဒါ live ပြောနေတာဟုတ်လားတကယ်နားလည်ခြင်းတို့တကယ်စက်သူရဲ့လူကကိုယ်ကိုမေးလာတဲ့အချိန်မှာကိုကမပြောနိုင်ဘူးဆိုရင်မဟုတ်ဘူးဟုတ်လားမလားဒါကိုလုံးနေတဲ့ engine ရဲ့အကြောင်းကိုတော့ကိုကနာနာသိနေမှရအောင်အဲ့တော့ကျွန်တော်တို့ကဒီ stock လေးခုနဲ့လဲပတ်နေတဲ့ engine မလို့ post up engine လို့ခေါ်တာဒါဆိုရင်ကျွန်တော်တို့ကဒီ stock လေးတွေတခုချင်းစီကိုကျွန်တော်တို့နားလည်နော်ကျွန်တော်တို့က index stock ကျွန်တော်တို့ကစုပ်ယူမယ်ဟုတ်လားအဲ့တော့ကျွန်တော်တို့က index stock မှာဗျာဒီဘက်က exhaust ဘာကြီးဖွင့်လို့ရမရဘူးဘာလို့ဆို exhaust မှာကျွန်တော်တို့က character တက်ထားတာမဟုတ်ဘူးဒီ index manifold မှာ character တက်ထားဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီ exhaust ပိုင်းမှာကျွန်တော်တို့က character တက်လိုက်တယ်ဆိုရင်တော့ဒီ engine နောက်ပြန်လှည့်မှာရဟုတ်နော်ကြောင်းပြန်လှည့်မှာရကြောင်းပြန်လှည့်လိုက်တယ်ဆိုရင်တော့ index ဆိုရင်ဒီကောင်ကဖွင့်ရှေ့ကိုလှည့်မယ်ဆိုရင်တော့မှားနေမှာဒီရဲ့ timing တွေကဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့က index stock ကိုကျွန်တော်တို့ကဘယ်ကစရလဲဆိုရင် TDC ကနေစ piston က TDC ကနေစဟုတ်ပြီနော်ကျွန်တော်တို့က stock လေးခုမှာကျွန်တော်တို့က index stock နဲ့ power stock ကကြတော့ကျွန်တော်တို့က TDC ကနေစ compression stock နဲ့ exhaust stock ကကြတော့ BDC ကနေစဟုတ်ပြီနော်အဲ့လိုလေးကျွန်တော်တို့ကနာနာလေးကျွန်တော်တို့ကသိဖို့လိုတယ်အဲ့တော့ index stock က TDC ကနေပြီးတော့ BDC ကိုကျွန်တော်တို့က piston ကဆင်းသွားမယ်အဲ့ချိန်မှာဒီက index manifold တွေကနေပြီးတော့ C နဲ့လေရောဆက်မှုကစလင်လာကန်လေးကိုရောက်လာတဲ့ C နဲ့လေကိုကျွန်တော်တို့ကဖိတိတ်ဖို့အတွက်ကျွန်တော်တို့က compression stock ဟုတ်လားဖိတိတ်မှာဖြစ်တဲ့ကျွန်တော်တို့က piston ကြီးက BDC ကနေပြီးတော့ကျွန်တော်တို့က TDC ကိုတက်သွားမယ်အဲ့တော့ဖိတိတ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီဘားတွေ index ဘားကော exhaust ဘားကောနှစ်ပွင့်စလုံးကဘာလို့ပေးရမလဲပိတ်ပေးထားဟုတ်ပြီနော်အဲ့တော့ပိတ်ထားမှကျွန်တော်တို့ကဒီထဲမှာရောက်လာတဲ့စလင်နာထဲမှာရောက်လာတဲ့ C လေးတွေကိုဖိတိတ်လို့ရဟုတ်ပြီနော်အဲ့တော့အဲ့လိုမျိုးဖိတိတ်လို့ရမှကျွန်တော်တို့က spark plug ကနေမီးလွတ်လိုက်တဲ့ချိန်မှာပေါက်ကွဲမှုဆိုတာဖြစ်လာဒီမှာဖိအားမရှိတော့ဘူးဆိုတာနဲ့ပေါက်ကွဲမှုကလည်းမဖြစ်တော့ဘူးဟုတ်တယ်မလားအဲကြောင့်မို့ကျွန်တော်တို့ကအင်ဂျင်တွေဘားဟာသွားပြီဆိုရင် compression ပျောက်သွားတယ်ဟုတ်လားဒါမှမပြောတာဟုတ်တယ်မလားအဲ့တော့တော်များများဘင်းက compression မရှိတော့ဘူးအင်ဂျင်ရှင်းပိုင်းလှပ်မှရတော့ဒါကိုပြောတာဟုတ်ပြီနော်ဟိုရှမ်းလေးစောအများနဲ့တိုးနေကြတာအဲ့တော့ကျွန်တော်တို့ကဒီ compression မဖြစ်တော့ဘူးဆိုရင်မီးလောင်ပေါက်ကွဲမှုမဖြစ်တော့ဘူးဒါဆိုရင်ဒီ engine မနိုးတော့ဟုတ်ပြီနော်ဒီလိုလေးသိရမှာအဲ့တော့ကျွန်တော်တို့ကဒါ final စီကျွန်တော်တို့ကဆက်နိုးလို့မရတော့ဘူးဆိုရင်ကျွန်တော်တို့စစ်ရမှာဒီ character ကနေပြီးတော့မှဒီစနစ်လာကန်းလေးကို C တွေမရောက်လို့လားဟုတ်လား character C line တွေပိတ်နေလို့လားဒါမှမဟုတ်ကျွန်တော်တို့က piston တွေ range တွေကျသွားလို့ cylinder တွေကျေသွားလို့ဟုတ်လား piston ကဒီ C တွေကိုဆွဲမစုပ်ယူနိုင်တော့တာလားဟုတ်လားပြီးရင်မဖိတိတ်နိုင်တော့တာလားဒါတွေကိုကျွန်တော်တို့ကစစ်ရတယ်အဲ့တော့ကျွန်တော်တို့ကဒီအတွင်းထဲမှာဆိုရင်ကျွန်တော်တို့မမြင်ရဘူးလေမမြင်ရတော့ကျွန်တော်တို့ကအလွယ်ရလားဒီပလက်လေးဖြုတ်ပြီးတော့ကျွန်တော်တို့ကဒီမှာလက်လေးပိတ်ပြီးကျွန်တော်တို့ကကင်းနေတာမျိုးတက်ဆွဲတာမျိုးကျွန်တော်တို့စမ်းကြတာဟုတ်တယ်မလားဒီမှာလေကဖုံနဲ့လာရိုက်တယ်ဆိုရင်ဒါ compression ကောင်းတယ်ဒီလိုသွားတာဟုတ်လားအဲ့တော့ကျွန်တော်တို့ကဒါတိတိကျကျသိချင်ရင်တော့ကျွန်တော်တို့ကဒီမှာ compression တိုင်းနဲ့ tester တွေ meter တွေကျွန်တော်တို့ဝယ်ရမှာဟုတ်လားအဲ့ကောင်တွေကဝယ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကဘောချောဆရာတွေကဒါသူ့ဟာနဲ့သူထားသိနေပြီဟုတ်လားလေ့ကျင့်ရနေငယ်လေးကနေကဒါလက်နဲ့ပိတ်ပြီးစမ်းလာဖြစ်တဲ့အတွက်ဒီလက်ထဲကိုလာတိုးတဲ့လေအားဒီလောက်ဆိုရင်ဒါအင်ဂျင်နိုးနိုင်တယ်မနိုးနိုင်ဘူးဆိုတော့သိဟုတ်လားဒါပေမဲ့လေးလုံးတို့အင်ဂျင်တွေပါဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့ကအဲ့ဒီကောင်တွေကလိုသွားပြီ compression တိုင်းနဲ့ meter တွေကလိုသွားပြီဘာလို့ဆိုတော့ကျွန်တော်တို့ကဘယ်အင်ဂျင်ကကျနေရဆိုတော့ကျွန်တော်တို့ကမသိနိုင်ဘူးလေဒီတိုင်းလက်နဲ့လိုက်စမ်းလို့မရဘူးတချို့လေးလုံးတို့အင်ဂျင်တွေဆိုလက်နဲ့လှမ်းပိတ်လို့မလွယ်ဘူးဟိုအတွင်းထဲမှာဘယ်လောက်ပေါက်ဟုတ်လားအဲ့တော့
compression ပြောင်းနေရလားဘာလားမသိနိုင်ဘူးအဲ့တော့ကျွန်တော်တို့အဲ့အမှုဆိုရင်တော့ကျွန်တော်တို့လိုအပ်လာဒီလို engine တွေမှာလည်းသုံးတာတော့ပိုကောင်းတယ်အဲ့တော့ကျွန်တော်တို့ကဘာပြောလို့ရလဲဆိုတော့ကျွန်တော်တို့ကဒါ engine ရဲ့ performance ကျနေပြီဆိုရင်ကျွန်တော်တို့ကဒီ engine ရဲ့ compression အားတွေကျနေပြီလားဆိုတော့ကျွန်တော်တို့ကသူတို့ကိုတစ်ခါတည်းစစ်ဆေးပေးလိုက်လို့ရတယ်တိုင်းတာပြီးတော့ဒါဆိုရင်တော့ဒီကောင်က PSI ဘယ်လောက်မှပဲရှိတော့တယ်ဟုတ်လားသူရှိရမယ် standard ရှိရမယ် PSI ဒီဘယ်လောက်ရှိတယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ကသူတို့ရှင်းပြလို့ရတယ်ဒါကြောင့်မလို့ဒီ engine ကရုံအားကျလာတဲ့အကြောင်းရင်းကိုကျွန်တော်ကတိတိကျကျပြောနိုင်တာဟုတ်လားအဲ့တော့ဒီတိုင်းဆိုရင်တော့ကျွန်တော်တို့ကဒါ engine ကျနေတယ်ဆိုတော့တချို့တွေကလက်မခံတာတွေရှိတယ်လေဟုတ်မလားနောက်ဒီဇိုင်းတွေပြကြည့်တာမျိုးတွေရှိတယ်သူ engine ကိုမလက်ချင်တာပေါ့အဲ့တော့ဒါမျိုးတွေရှိတယ်ဆိုရင်တော့ကျွန်တော်တို့ကတိတိကျကျတိုင်းပြလို့ရတယ်ရော့ဒီမှာဒီ engine ဒီလောက်ပဲရှိတော့တယ်ဟုတ်လားအဲ့လိုမျိုးရှိတာတော့ပိုပြီးကောင်းတယ်ဘာညိုင်းမို့လူရှိန်တာပေါ့ကျွန်တော်တို့အနေနဲ့တော့မလုပ်ဘူးကျွန်တော်တို့ကတော့ဒီ engine ကဒီအနေထားဆိုနိုးနိုင်တယ်မနိုးနိုင်ကျွန်တော်တို့သိတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ customer ကြီးတော့သူတို့မသိဘူးလေသူတို့ဟုတ်တယ်မလားဒါပြောတဲ့အတိုင်းပဲသူတို့ကခေါင်းလိုက်နေရအဲ့တော့ကျွန်တော်တို့ကဒီဖိတိတ်အားကောင်းမှုဆိုတာဖိအားကောင်းမှုဆိုတာကျွန်တော်တို့ကဒီ piston တွေကစလင်ဒါနိုင်ရကြီးနဲ့တားကြီးခြောင်နေလို့မရဘူး rain တွေကလည်း rain ပါးစပ်တွေတားကြီးဟနေလို့မရဘူးဟုတ်တယ်မလားအဲ့တော့ပြီးရင်ကျွန်တော်တို့ကဒီ intake bar တွေရော exhaust bar တွေရောဟာနေလို့မရဘူးဒါကြောင့်ကျွန်တော်တို့ကဟိုတိုက်ပစ်ထောက်သွားပြီဆိုလို့ရှိရင် engine ရဲ့ compression ကကျသွားတယ်ဟုတ်တယ်မလားကျွန်တော်တို့ကဘားတွေကိုပိတ်ရတော့မယ့်အနေထားမှာဒီတိုက်ပစ်ကထောက်နေတဲ့အတွက်ဒီဘားကနောက်ထိမစုံနိုင်နောက်ကတိုက်ပစ်နက်ကထောက်ထားတာဟုတ်အဲ့တော့နောက်မှာတိုက်ပစ်နက်ကထောက်ထားတော့ဒီဘားဒီအောက်ကဂွင်းတဲ့အထိဘားဂွင်းလေးဘားမြက်ဂွင်းတဲ့အထိထိုင်အောင်သူကလုံနေအောင်မကတ်ပေးထားနိုင်တော့ကျတော့ဘာဖြစ်သွားလဲဆိုတော့ engine က compression လျှော့သွားဟုတ်ပြီနော်အဲ့ဒါမို့ဆိုရင်တော့ကျွန်တော်တို့ကတိုက်ပစ်လေးချိန်ပေးလိုက်ရင်အဆင်ပြေပြီတိုက်ပစ်တွေကလည်းမထောက်ဘူးလွတ်နေပါလေအဲ့နဲ့မှာဒီ engine ကလက်ကြားမရှိတော့တာ compression မဖြစ်တော့တာဆိုရင်မရှိတော့တာဆိုရင်တော့ကျွန်တော်တို့ဒါ engine လက်မှရတယ်ဟုတ်လားအဲ့တော့ engine လက်ရတဲ့အချိန်မှာကျွန်တော်တို့ကခုနပြောလို့ပဲ engine လက်ပြီဆိုမှတော့ကျွန်တော်တို့ကဟတ်လေးကြီးလောက်တာမျိုးစလိလေးကြီးလောက်တာမျိုးတော့လုပ်လို့အဆင်မပြေဘူးဟုတ်လားတစ်ခါတည်းတွဲရလောက်တစ်ခါတည်းအဲ့တော့ကျွန်တော်တို့က slip boring လိုအပ်ရင်လုပ်မယ် piston ring လောက်လဲလို့ရမယ်ဆိုရင်လဲမယ်ဟုတ်လားဒါမှမဟုတ်ကျွန်တော်တို့ကစစ်ရတာပေါ့အဲ့တော့ဘားတွေဆိုလို့ရှိရင်လည်းဟို guide တွေခြောင်လားဟုတ်လားပြီးရင် green တွေစားသွားလားဘားလန်တွေစားသွားလားဒါမှမဟုတ်ကျွန်တော်ကစစ်ရတာပေါ့အဲ့တော့ဒီဘားတွေကနေပြီးတော့လေကိုလုံအောင်မထိမ့်ပေးနိုင်တော့ပိတ်ပေးမထားနိုင်တော့ဆိုရင်တော့ခုနပြောလို့ပဲ compression ကလျှော့လာဖိအားကလျော့လာတော့ပောက်ကွဲအားကလည်းပျော့လာအဲ့တော့ဘာဖြစ်လဲဆိုတော့လီဗာကြီးကတင်ထားမှရမှာရှော့လိုက်တာနဲ့ engine ကမလဲပတ်နိုင်တော့ close ဆိုရတယ်အဲ့တော့အဲ့လိုမျိုးတိုက်ပစ်ထောက်နေတဲ့ဘိန်းတွေကကျတော့ဘယ်လိုလက္ခဏာမျိုးပြလဲဆိုလို့ရှိရင်ကျွန်တော်တို့တိုက်ပစ်ထောက်နေပြီဆိုရင်စလို့ချိန်တဲ့အချိန်မှာတိတာတယ်ကျွန်တော်တို့ကစီဂျက်လေးကိုတင်းလိုက်တယ်ဆိုရင်စက်ကြီးကအော်ဆိုအော်တက်လာဒါပေမဲ့ short လိုက်တယ်ဆိုတာ ਨੇ ဟူး globe ဆိုတက်ရတော့စက်ကအဲ့ဒါမျိုးဆိုရင်တော့ဒါတိုက်ပစ်ထောက်နေတာဒီကောင်ဟိုလုံးလုံးကြီးဘားတွေဟာသွားတာမျိုးဆိုလို့ရှိရင်သူကအဲ့လောက်ထိသူကနှိုးရတာအစားအဲ့လောက်ထိမလွယ်တော့နှိုးလိုက်လို့လည်းတိတာတယ်ကနေလိုက်တာမျိုးစတက်ရဲဒီကောင်ကြီးကစတက်မော်တာလဲလိုက်တဲ့အချိန်မှာလဲဘော်ဟဲကြီးသိရမလားဝီးဆိုဖရီးလဲနေရတဲ့ပုံစံမျိုးဖြစ်သွားတယ်ကနေနေလိုက်လို့ရှိရင်လည်းသူကပျော့တီးပျော့ဖတ်ကြီးပေါ့နော်နေလိုက်လို့ရှိရင်ဒီမှာလေဖီအားမရှိတော့ဘူးလေလက်ချအားမလုပ်ပေးနိုင်တော့ဘူးအဲ့ဒါမို့ဆိုရင်ကနေလိုက်လို့ရှိရင်ပျော့တီးပျော့ဖတ်ကြီးဖြစ်သွားမယ်ပြီးရင်ကျွန်တော်တို့ကတချို့ဘိန်းနေဆိုရင်တော့ရှွတ်ဆိုရင်လေးတန်းတွေပါထွက်လာတာပေါ့နော်တားကြီးဟာနေဆိုရင်နှိုးထားတဲ့အချိန်မှာစက်ကတော့နိုးသွားတယ်ဒါပေမဲ့လီဗာကြီးကကင်ထားတာစက်တန်ကြီးကချွတ်ဆိုလေထွက်နေတဲ့အတန်မျိုးကြီးပေါ့နော်အဲ့ဒါမျိုးတွေကျွန်တော်တို့ကအတန်လေးကိုကျွန်တော်ကြားဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါဒီ engine ကပုံမှန်မဟုတ်ဘူးတိုက်ပစ်တွေထောက်နေတာလားဘားတွေတကယ်ပဲဟာသွားတာလားနော်ဒါမျိုးတွေကိုစစ်ရတယ်နောက်ကျွန်တော်တို့အနိုးထိုင်းလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ character တွေဖြုတ်ဆေးမယ် spark plug တွေကကောင်းမကောင်းကျွန်တော်တို့ကသူ့ရဲ့လက္ခဏာကိုကြည့်မယ်ဟုတ်လားအဲ့တော့ဒီ plug ကိုဖြုတ်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကစီရီယာမဲပြီးတော့စိုးနေတယ်ဆိုလို့ရှိရင်ဒါ engine ဒါဆိုရင်ဒါ engine ဝိုင်းကြော်နေပြီစလင်ဒါကန်နဲ့ဒီမဲ့ဒီရဲ့ conversion chamber တွေကို engine ဝိုင်းတွေကကြော်နေပြီ engine ဝိုင်းတွေဒီ piston ရဲ့နောက်မှာပဲရှိရမှာ piston ရဲ့ထိပ်ကိုကြော်တက်လာလို့မရဘူးဟုတ်လားဒီမှာထိပ်မှာ rain wheel လေးတွေက SC တွေကိုတားပေးတာလားအဲ့တော့အဲ့ rain တွေကကျလာလို့ rain ပါးစပ်တွေကျဲလာပြီဆိုရင်ဒီကနောက်က engine ကန်ထဲမှာရှိတဲ့ engine ဝိုင်းတွေက piston ရဲ့ထိပ်ကိုကြော်တက်သွားအဲ့လိုကြော်တက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ engine ဝိုင်းတွေက spark plug ကိုသွားပြီးတော့ရိုက်အဲ့တော့ engine ဝိုင်းတွေကဒီ plug ရဲ့ထိပ်မှာစိုးနေပြီဆိုတာနဲ့မိလွတ်လိုက်လေဒီ engine က plug ကမီးပွားမထုတ်ပေးနိုင်တော့အဲ့တော့ engine ကမလောင်ကျွမ်းနိုင်တော့စက်မနိုးတော့တာပေါ့နော်ဒါကြောင့်ကျွန်တော်တို့ plug စီရိုက်သွားတယ်ဆိုတာဒါကိုပြောတာ
ဟုတ်လားအဲ့တော့ပလက်ကိုစီရတဲ့အချိန်မှာနှစ်ချက်ရှိတယ်ကျွန်တော်ဓာတ်စီရိုက်တာလားအင်ဂျင်ဝိုင်ရိုက်တာဟုတ်လားဒီချက်ကိုကျွန်တော်ကြည့်ရအဲ့တော့ဓာတ်စီဆိုလို့ရှိရင်ကျွန်တော်မဲပြီးတော့6မဲကြီးနေဟဲ့လားအင်ဂျင်ဝိုင်နေဆိုရင်တော့မဲပြီးတော့စိုးနေတယ်အဲ့ဒါမို့လေးပေါ့အဲ့အချက်ကိုကြည့်ချင်းရပြင်ဒီအင်ဂျင်ကျနေပြီကျွန်တော်တို့ကဒါဆိုရင်စီတွေများနေပြီဟဲ့လားဒါကိုကြည့်ရတာအဲ့တော့စီလေးရောစက်မှုအကောင်းဆုံးနေထားသည်ပလက်လေးကရဲနေအောင်ရဲလေးဖြစ်နေတာအဲ့နော်အဲ့လိုရဲလေးဖြစ်နေရဆိုလို့ရှိရင်ဒါသူ့ရဲ့စီနဲ့လေရောစက်မှုကမှန်ကန်မှုရှိပြီးရင်ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဟိုဒီအင်ဂျင်ဟာအင်ဂျင်ဝိုင်တွေပါတွေကြော်နေတာမျိုးမဖြစ်ဘူးเนาะဒါမို့လေးကျွန်တော်တို့ကပလက်ကြီးကိုကြည့်ရတဲ့အချိန်မှာပလက်ထက်ကြီးကစိုးထိုင်းပြီးတော့ကာမွန်ဂျိုးတွေနဲ့မဲတုံနေပြီဆိုရင်တော့အင်ဂျင်ကပုံမှန်မဟုတ်တော့ဟုတ်လားဒါအင်ဂျင်ကလုံးဖို့လိုအပ်တယ်အားမျိုးတွေပေါ့အဲ့တော့ကျွန်တော်တို့ကဒီ piston ဒီကျွန်တော်တို့ကဘာလို့သူကလှုပ်ပေးရလဲဆိုရင်ကျွန်တော်တို့ကဒီလက်ကျအားပေါ့နော်လေကိုစုပ်ယူပေးရတယ်ပြီးရင်ကျွန်တော်တို့ကဖိသိပ်ပေးရတယ်အဲ့ဒီအလုပ်တစ်ခုကိုသူကအလုပ်လုပ်ပေးရတယ်ဒီ piston ကြီးอ่ะပေါ့နော်ဒီ piston တွေ ring တွေကအဲ့တော့ကျွန်တော်တို့ကဒီ piston ring တွေကကျသွားပြီးတော့ကျွန်တော်တို့ကဒီဘားတွေကလုံနေတယ်ဆိုတဲ့ engine တွေကျတော့ဘယ်လိုလက္ခဏာမျိုးဖြစ်လဲဆိုရင်ကျွန်တော်တို့ကဘင်းကရုံးဆွဲပြော့သွားပြီးတော့ကျွန်တော်တို့က engine ရဲ့ over bike ကနေဒီမှာဒီ over bike နော်ဒီ over bike ကနေပြီးတော့မီးခိုးတွေမှုတ်တယ်ကျွန်တော်တို့အိမ်ဆောင်ကနေပြီးတော့မီးခိုးကထွက်မလာဘူးဘယ်ကနေသွားထန်လဲဆိုရင် over engine over ကနေမှုတ်ဟုတ်လားဒါမှမဟုတ်ဆိုရင်တော့ဘာဖြစ်သွားလဲဆိုတော့ rain တွေကသေးကုန်တယ် rain တွေသေးကုန်တာလို့ဒါမှမဟုတ် rain တွေကတားကြီးပါစက်ကြီးတားပြဲသွားတာတားကျဲသွားတာပေါ့နော် rain တွေတားကျသွားတယ်ဒါမှမဟုတ်ကျွန်တော်တို့က cylinder ကြီးကျဲသွားတယ်အဲဒီလိုအခြေအနေမျိုးမှာဆိုရင်သူကဘာဖြစ်လဲဆိုတော့ engine ရဲ့ရုံးအားပျော့လာတယ်ပြီးရင် engine over ကနေပြီးတော့မီးခိုးတွေမှုတ်လာကျွန်တော်ကဒီ engine over bike ကလေတန်တန်လေးပဲထွက်ရမှာမမြင်အောင်ဒီမှာအခိုးငွေပါနေပြီဆိုရင် engine ကျအားကြောင့်ကျွန်တော်တို့ engine တွေကား engine တွေရောင်းတဲ့စီဆိုရင်အခိုးငွေပါညာကုန်ကင်းဆိုရောင်းတာဟုတ်လားကျွန်တော်တို့ကစက်ကိုနှိုးထားပြီးတော့ engine wine ဂိတ်တံကိုကျွန်တော်ဖွင့်ချလိုက်တယ် engine ဂိတ်တံကိုဖြုတ်ချလိုက်တဲ့အချိန်မှာဒီကောင်ကအခိုးငွေပါနေပြီဆိုအဲ့ engine ကကျဟုတ်ပြီနော် engine ရဲ့နောက်ခန်းထဲမှာအခိုးငွေလုံးဝမရှိအောင်အားကြောင့်ကျွန်တော်တို့ကကားဝယ်တယ်ဆိုရင်စက်နှိုးထားတဲ့အချိန်မှာ engine ဂိတ်တံကိုဆွဲနှုတ်လိုက်တဲ့အချိန်ဆက်ရက်ထားတဲ့အချိန်မှာလည်းနှုတ်ကြည့်လို့ရတယ်ဒါကားမှမဟုတ်ဘဲ engine မဆိုဒီတိုင်းပဲဆက်ရက်သွားတဲ့အချိန်မှာလည်းကျွန်တော်တို့ကစက်ကိုနှိုးထားတယ်ပူလာတဲ့အချိန်မှာရက်လိုက်တယ်ရက်ပြီးရင်ကျွန်တော်တို့အင်ဂျင်ဂိတ်တန်လေးကိုဆွဲနှုတ်လိုက်တဲ့အချိန်မှာအဲ့ထဲကနေပြီးတော့အငွေ့ပြန်လာတယ်မိခိုးငွေ့ထွက်လာတယ်ဆိုရင်အဲ့အင်ဂျင်ကျတယ်မိလောင်ကန်းထဲကနေပြီးတော့ပေါက်ပွဲလိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အခုနဒီ power stroke မှာပေါ့နော် power stroke မှာကျွန်တော်တို့က piston ကနေပြီးတော့ခုနစီလေးလေးတွေကိုဖိသိပ်တယ်ဖိသိပ်ပြီး spark plug ကနေမီးလွတ်လိုက်တဲ့အချိန်မှာဒီကောင်ဆိုရင်ကျွန်တော်တို့က diesel engine ဖြစ်တဲ့အတွက်ဒီမှာ injector နဲ့လာတယ်ဟုတ်လားကျွန်တော်ကဓာတ်ဆီ engine ဆိုရင်ဒီမှာ plug ထည့်ထားမယ်ဟုတ်လားဒီလိုမျိုးလေးတွေရှိတယ်ကွဲလွဲမှုလေးတွေအဲ့တော့ပေါက်ကွဲလိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ပေါက်ကွဲလိုက်တဲ့ဒီတွန်းအားတွေပေါ့နော်အဲ့ဒီတွန်းကန်အားတွေကဒီ piston ကနေပြီးတော့မှလုံနေအောင်သူကထိမ့်ပေးမထားနိုင်တဲ့အတွက်အဲ့ဒီပေါက်ကွဲလိုက်တဲ့အားတွေက engine gun ဘက်ကိုကျော်ထွက်သွားဒီ engine gun တွေကိုခုနဖိအားတွေက piston ရဲ့နောက်ကိုပါရှန်ထွက်သွားအဲ့ဒီချိန်မှာခုန engine wine တွေကတက်လာတဲ့အချိန်မှာ engine wine တွေကလည်းဒီ convection chamber တွေကိုရောက်နေတယ်ပေါက်ကွဲလိုက်တဲ့အချိန်မှာအဲ့ exhaust gas တွေအကုန်လုံးကလောင်ကျွမ်းသွားတဲ့ဟာတွေရောမလောင်ကျွမ်းတဲ့ဟာတွေရော piston ရဲ့နောက်ကိုရှန်တက်သွားတဲ့အချိန်မှာဒီကနေပြီးတော့သူကလေတွေကမှုတ်ထုတ်လိုက် exhaust gas တွေအဲ့ချိန်မှာတချို့ဘိန်းတွေဆိုလို့ရှိရင် exhaust ကြီးကလုံးဝမီးကိုမလိုက်ဘဲနဲ့ engine over ကြီးကပဲ engine လုံးကြီးကနေမီးကိုတွေအုံတက်နေတာဟုတ်လားဒီဘိန်းတွေတော့များများကြုံရတယ်အဲ့ဒါကြီးပေစီးနေတဲ့ဘိန်းတွေရှိတယ်အဲ့ဆိုင်ငယ်တွေကမောင်းကြီးရုံးဆွဲကြီးကပျော့ရွှွန်တယ်အဲ့ဗျော်ဟဲကြီးနဲ့အဲ့ဒါကြီးနဲ့မောင်းနေကြတယ်တချို့ဆိုလို့မီးကိုတွေက engine over နဲ့လုံးဝမှုတ်ဟုတ်နော်အဲ့ကျွန်တော်တို့က engine gate တံကိုဖွင့်လိုက်တဲ့အချိန်မှာအခိုးငွေဖြစ်နေဆိုရင်အဲ့ engine ကကျနေဟုတ်နော်ဘယ် engine ပဲဖြစ်ဖြစ်ဒါ engine လဲလို့လာတဲ့ခင်လို့ဖွင့်ကြည့်လိုက် engine ကျနေတဲ့ဘိန်းတွေကဒီကောင်ဖွင့်လိုက်လဲဆိုအဲ့ဒါမှာမီးကိုငွေတွေတန်းတယ်ဒီထဲမှာဟုတ်နော်မီးလေးထိုးကြည့်လိုက်လဲမြင်ရတယ်ဖွင့်လိုက်လဲသူကဒီကောင်အပေါ်မှုတ်ထွက်လာဒါဆိုရင်ကျွန်တော်တို့ engine ကျနေအဲ့တော့ဒီထက်ကပေါက်ကွဲလိုက်တဲ့တွန်းကန်အားတွေကဒီဘက်အခန်းထဲကို piston ရဲ့နောက်ကိုကြော်တက်လာအဲ့လိုကြော်တက်လာတဲ့အတွက်ဒီအခန်းထဲကနေပြီးတော့ကျွန်တော်တို့အပြင်ကိုမှုတ်ထုတ်ပလိုက်အဲ့တော့ engine တစ်လုံးမှာမဟုတ်ဘူးเนาะကျွန်တော်တို့ကဒီလေပတ်နေအရာဝေးတစ်ခုတစ်ခုကလေပတ်နေပြီဆိုတာနဲ့သူကလေဖီအားတစ်ခုဆိုတာဖြစ်ပေါ်အဲ့တော့အဲ့လိုလေဖီအားတစ်ခုဖြစ်လာပြီဆိုတာနဲ့သူကအဲ့လေကိုထော့ပေါက်တစ်ခုတော့ပေးရတယ်ထော့ပေါက်မပေးလို့မရအောင်ထော့ပေါက်မပေးဘူးဆိုရင်သူကကန်လို့ရတဲ့နေနဲ့အကုန်ကန်ထွက်ပြီအဲ့တော့ဒီကောင်တွေမှာဆိုလို့ရှိရင်လည်းဒီမှာဘယ် engine ပဲဖြစ်ဖြစ် engine over bike ဆိုတာရှိဟုတ်ပြီနော် engine အတွင်းထဲမှာရှိတယ်ကျွန်တော်တို့က
ဒီပင်စတင်ကြီးကရှင်းနောက်ရွေလျားတဲ့အချိန်မှာရှေ့ကိုပဲရွေနောက်ကိုပဲရွေသူကရှေ့ကိုရွေသွားပြီဆိုလို့ရှိရင်လေဒီပင်စတင်ရဲ့နောက်မှာလေကိုဆွတ်ဆုပ်လိုက်တဲ့စုပ်သားရှိတယ်ဟုတ်လားနောက်ကိုပြန်ဆင်းလာရင်လည်းအဲ့နောက်ကနေပြီးတော့မှလေကိုတွန်းလိုက်တဲ့တွန်းအားရှိတယ်ပြီးဒီဂီယာဘောက်တွေနော်ဒီဂီယာဘောက်တွေဒီယာတွေလဲနေတဲ့အချိန်မှာလည်းအဲ့ဒီလေပတ်အားကြောင့်သူကလေဖိအားတစ်ခုဖြစ်လာတယ်နော်အဲ့ဒီလေကိုအပြင်ပေါက်ကိုစွန့်ထုတ်ပေးမယ်ဒီလေထွက်ပေါက်လေး over ပေါက်လေးဟာရှိကိုရှိမထည့်လို့မရအဲ့တော့ဒီအပေါက်လေးတာပိတ်နေခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဘာပြဿနာတက်မလဲဆိုလို့ရှိရင် YC တွေခဏခဏလဲရအဲ့တော့ YC တွေကလဲတယ်ဒီမှာ YC လေးတွေစီးကွင်းလေးတွေပါတာဟုတ်လားအဲ့ YC တွေကလဲတယ် YC တွေကခဏခဏလဲနေလဲပြီးတပတ်လောက်နေအင်ဂျွန်ကယူတာပဲဘလောက်လဲမျိုးစားကောင်းတာဘလောက်လဲအင်ဂျွန်ရဲ့ယူတာပဲအဲဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့ကအင်ဂျင် over တွေပိတ်နေတာကျွန်တော်ကြည့်ရတော့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကစီးကွင်းလေးတွေလဲမယ်ဆိုရင်ဒီလိုရှက်တွေစားနေလားပေါ့ဒီလိုအပြင်ရောအတွင်းရောပေါ့နော်ဒီလိုနေရာတွေဆိုလဲစားနေတာဆင်းချောင်းတွေထားနေလားဒါမျိုးလေးကျွန်တော်တို့ကြည့်ရတာမကြည့်ဘဲနဲ့ဒီတိုင်းပဲအလွယ်လေးပဲကောက်လဲလိုက်မယ်ဆိုလို့ရှိရင်ဒါဒီမှာအရာတွေမျက်နှာပြင်မှာအရာတွေရှိနေဆိုအဲ့လမ်းကြောင်းလေးနဲ့အင်ဂျွန်ကယူမှာပဲဟုတ်လားဒါကြီးဆိုရှိတယ်ကျွန်တော်တို့ဒီ gear တန် YC လဲတဲ့အချိန်မှာဒီက YC ကိုထုတ်တဲ့အချိန်မှာကြောင်းလိုက်ပြားနဲ့ရိုက်ထည့်လိုက်တာပေါ့နော်တူနဲ့ရိုက်ပြီးကလော်ထုတ်လိုက်တာကလော်ထုတ်လိုက်တဲ့အချိန်မှာပြဿနာပါဖြစ်လဲဆိုတော့အဲ့ရိုက်လိုက်တဲ့ကြောင်းလိုက်ပြားဒီရှက်ကိုသွားထောက်လိုက်တော့အဲ့ရှက်လေးကအရာလေးဂျိုင်လေးဖြစ်သွားတာပေါ့နော်ဖြစ်သွားချိန်မှာကျွန်တော် YC တစ်ထည့်လိုက်တယ်ဆိုရင်အဲ့မှာထောင်နေတဲ့ဇွဲလေးအဲ့ YC ကိုဖြည့်တော့ပြီးအဲ့နေရာလေးကိုဒီစီးကွင်းလေးကလုံနေအောင်ဒီရှက်လေးကိုလုံနေအောင်ထိပ်ပြီးမနာနိုင်တော့အရာလေးကဖြစ်နေတာဟုတ်အဲ့ဒါမျိုးလေးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကဘလောက်ပဲ YC လဲဒီ YC ရဲ့ C ကိုမလုံတော့အဲ့ကျွန်တော်တို့က YC လဲတယ်ဆိုတာကခုနပြောလို့အတိုင်းအတာတစ်ခုရှိတယ်ဟဲ့လားဒီကောင်လဲပြီးသွားပြီဆိုလို့ရှိရင်သူကလည်းသူတိုင်ကနေကြမယ်ဆိုလို့ရှိရင် YC ရဲ့ quality လည်းကောင်းမယ်ဆိုလို့ရှိရင်တစ်နှစ်လောက်ကတော့6လတစ်နှစ်ကတော့ဘလို့နေနေလုံအောင်လာလောက်နဲ့ပြန်ယူတာမျိုးဆိုရင်တော့ဒါကျွန်တော်တို့ကဒါပုံမှန်မဟုတ်တော့ဟုတ်ပြီနော်အဲ့ဆိုရင် YC တွေကပဲ quality မကောင်းတာလားဒါမှမဟုတ် engine တွေကအမျိုးအစားညံ့တာတွေကိုသုံးလို့လားဟုတ်လား engine အမျိုးအစားညံ့တာတွေကိုသုံးမယ်ဆိုလို့ရှိရင်လည်း engine က overheat ဖြစ်မှာလိုအပ်တဲ့အပူချိန်တက်ကိုပိုပြီးပူလာလို့ရှိရင်ဒီ YC တွေကသူ့ရဲ့သေသားတွေဘာဖြစ်လာလဲဆိုတော့မာလာတာပေါ့မာလာတော့ဒီကောင်ကဒီလိုမျိုးလုံနေအောင်ထိမ့်ပြီးမထားနိုင်တော့သူရှိနေတဲ့နေသားကြီးမှာတောင်းတောင်းကြီးဖြစ်သွားတော့ကြတော့အဖြည်းဖြည်းနဲ့လဲတဲ့ဟာရှက်ကလဲနေတဲ့အပိတ်ရတာများလာတဲ့အချိန်မှာဒီကောင်လေးကဟာလာတယ်အဲ့နေရာလေးကနေအဲ့တော့သူက enjoy နေရအပြင်ကိုမှုတ်ထုတ်လာအဲ့တော့ကျွန်တော်တို့က YC တွေကိုလည်းကျွန်တော်တို့ quality ကောင်းတာသုံးမယ်ရှက်တွေကလည်းစားတာပြုတာမရှိဘူးအားလုံးကောင်းမှလေးရဲ့နေမှာခဏယူတယ်ဆိုရင်တော့ over bike ကိုကျွန်တော်တို့ကတေချာပေါက်ဆက်ရတော့ super cut တွေမှာအဖြစ်များတယ် super cut တွေက engine over နဲ့သူကဒီ engine နောက်က frame နဲ့ဆိုတော့လွတ်တယ်ဆိုရင်လေ over bike လေးကအဲ့မှာကျွန်တော် engine တင်တဲ့အချိန်မှာသတိမထားဘဲနဲ့ app bike လေးကဂျားလိုင်းလေးနဲ့မလွတ်ဘဲနဲ့မလွတ်တဲ့နေရာလေးမှာတက်လိုက်တယ်ဆိုလို့ရှိရင်ဒီကောင်က frame နဲ့ညက်frame နဲ့ညက်ပြီး app bike ကစက်ထဲကားလာတော့သူတိတ်ပြဿနာမရှိဘူးတဖြည်းဖြည်းနဲ့မာလာတော့လေးရတဖြည်းဖြည်းနဲ့လုံလာပူနဲ့တွေ့လာတာအဲ့တော့လုံးဝပိတ်သွားပြီဆိုလို့ရှိရင်ဒီကောင်က YC ခဏယူအဲ့တော့ကျွန်တော်တို့ YC တွေဖြုတ်တက်တဲ့နေရာမှာနုညံ့လေးလောက်ရတာထန်ကြီးခွလုပ်လို့မရဘူးဟုတ်လားရိုက်တဲ့နေရာမှာဒီနေရာနဲ့ရိုက်လိုက် YC လိန်သွားနိုင်လားဒါမျိုးလေးတွေတေချာကြည့်ရတာဖြုတ်လိုက်တဲ့အချိန်မှာလည်းအထိုင်ကိုထိသွားနိုင်လားသူ YC လေးနေရမယ့်နေရာလေးမှာအရာတွေအစင်းတွေထနေလို့မရဘူးရနေရင်တော့ကျွန်တော်တို့အဲ့လိုအရာတွေထင်နေကြိုက်တဲ့လောက်လဲစီးရယူမှာပဲကျွန်တော်တို့ကစက်ပစ္စည်းတွေပြင်တဲ့အချိန်မှာကျွန်တော်တို့ကတချို့နေရာတွေကရိုက်နှက်ထုနှက်ပြီးဖြုတ်ရတဲ့ဟာမျိုးတွေရှိတယ်အဲ့တော့ကျွန်တော်တို့ကထုနှက်ပြီးဖြုတ်ရတော့မဲ့အနေထားမျိုးကိုရောက်နေပြီဆိုရင်တော့ကျွန်တော်တို့ကထုသိတဲ့နေရာလားမထုသိတဲ့နေရာလားဆိုတော့ကျွန်တော်ကစဉ်းစားဖို့လိုရန်တန်ပြီးထုလိုက်လို့မရဟုတ်တယ်မလားနောက်ဆုံးဘလို့နီးနဲ့မှမရနိုင်တော့ဘူးဆိုရင်တော့ကျွန်တော်တို့ကဒါပိုင်းရှင်ပြောရတော့ကျွန်တော်တို့ကမရအောင်ဖြုတ်လိုက်တဲ့အချိန်မှာကျိုးသွားနိုင်တယ်ပဲ့သွားနိုင်တယ်ဟဟလားအဲ့လိုမျိုးဖြစ်ခဲ့ရင်တောင်းမယူနော်မဖြုတ်လို့ကလည်းမရဒါမျိုးပြောအောင်သူ့ကိုအတိမပေးဘဲနဲ့ကိုယ်သဘောနဲ့ကိုစော်ကွာလို့ချပလိုက်တယ်ဟဟလားလက်သွားတယ်ကဲပိုင်ရှင်ကတူလာတော့ကဆိုင်ငယ်စီးလို့ရသေးတယ်ဟဟလားကိုမပြေနိုင်လို့တိုင်းပြန်ယူသွားမယ်ဆိုရင်စီးလို့ကမရတော့ဘူးလေလှုပ်လိုက်တယ်လက်လွန်သွားအဲ့လိုမျိုးဆိုရင်ကိုအိတ်ဆိုင်ရမယ်ကွက်တွေဖြစ်သွားစကားများဟုတ်လားအဲ့တော့ကျွန်တော်တို့ကဒါကြီးကမဖြစ်မနေဖြုတ်ကိုဖြုတ်အောင်မယ့်အရာကြီးဆိုလို့ရှိရင်တော့မှဖြုတ်လိုက်လို့ရှိရင်ဒီကောင်ကဒါကတော့ဖြစ်သွားနိုင်တယ်နော်အဲ့တော့ပြုတ်သွားမှာဒါပေမဲ့ပြုတ်သွားရင်ဒါကြီးလဲရမှာဒီလိုမျိုးပြောဖို့လိုဟုတ်လားကျွန်တော်တော်များများတာလိုက်တုံးတွေပါဖြုတ်မရအောင်ဆိုရင်တူရင်နဲ့ထုကြတယ်ဟုတ်လားထုရနေမှာတာလိုက်ဖက်တွေကွဲကုန်တာရှိတယ် flying wheel က
လိမ့်ပိန်သွားတာမျိုးတွေရှိတယ်ဒါမှမဟုတ်ကျွန်တော်ပြန်သုံးလို့မရတော့ဘူးလေဟုတ်လားအဲ့အချိန်ကြလို့ရင်ကျွန်တော်တို့ကသူက YC လာလဲတာကျွန်တော်ကသူ့နှက်ပြီးဖြုတ်လိုက်တဲ့အချိန်မှာဒီ fly wheel ရဲ့လိမ့်ပိန်သွားပြီဆိုရင်ကျွန်တော်ပြန်သုံးလို့မရတော့ fly wheel ကလဲရမယ်ဆိုရင်ကုန်ကြစိတ်ကအများကြီးကွာဟသွားဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့စကားများတယ်အဲ့တော့ကျွန်တော်တို့ကတတ်နိုင်သလားအကောင်းဆုံးဖြစ်အောင်အကောင်းတိုင်းပြုတ်အောင်ကျွန်တော်တို့ကစူးစမ်းကြည့်မယ်ဘလို့နီးနဲ့မှမရတော့ဘူးဟုတ်လားကျွန်တော်တို့အချိန်ပြည့်ပြီးတော့လည်းဖြုတ်ကြည့်ပြီးဘလို့မှမရတော့ဘူးတကောတော့အပြက်စီးခံပြီးဖြုတ်ရတော့မယ်အနေထားမျိုးဆိုရင်တော့ဒါပိုင်ရှင်ပြောရတော့ဟုတ်လားဒီကောင်ကြီးရရင်ကြိုက်တယ်ဘလို့မှဖြုတ်လို့မရတော့ကျွန်တော်ကဒီနီးနဲ့ပဲဒီလိုဖြုတ်ရတော့အဲ့လိုဖြုတ်ရင်တော့ဒီကောင်တွေကပြတ်သွားနိုင်တယ်အချိန်ကျရင်တော့လဲမှရမှာနော်ဒါမျိုးပြောရအောင်ဟုတ်လားအဲ့တော့ကျွန်တော်တို့ကဆိုင်ငယ်ပြင်ဆိုဟုတ်လားသူများပစ္စည်းပြင်ရတာကိုကိုပစ္စည်းကိုပြင်ရတာဟုတ်လားအဲ့တော့ကျွန်တော်တို့တစ်ခုခုလောက်တော့မယ်ဆိုတာ ਨੇ တာမန်ချချက်လောက်ဆိုရင်ပြဿနာမရှိဘူးနည်းနည်းကများသွားနိုင်တယ်ဆိုရင်တော့ကုန်ကြစိတ်တော်တော်များနိုင်တယ်ဆိုရင်တော့အရင်ပြောမှရကိုယ်သဘောနဲ့ကိုဘာမှလုပ်လို့မရဟုတ်တယ်မလားအဲ့တော့ဖြုတ်တက်တဲ့နေရာမှာကျွန်တော်တို့ကစနစ်တကျဖြုတ်မယ်စနစ်တကျတက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ engineer မကောင်းတဲ့အကြောင်းမရှိဟုတ်တယ်မလားကျွန်တော်တို့ကသုံးတဲ့ပစ္စည်းကလည်း quality ကောင်းတာသုံးမယ်ဖြုတ်တာလည်းစနစ်ကြရမယ်တက်တာလည်းစနစ်ကြရမယ်ဒါဆိုရင်ကျွန်တော်တို့ကဒီ engine မကောင်းတဲ့အကြောင်းမရှိတော်တော်များများ engine တွေတော်တော်များများဒီတချို့ engine တွေကသူ့ဟာသူတက်တန်းအရာပေါ့နော်တက်တန်းကုံဆုံးလို့ပြုတ်ပြင်လိုက်ရတာမျိုးတွေရှိတယ်တချို့ engine တွေကျတော့ဘာဖြစ်သွားလဲဆိုတော့ဆက်စရာတွေကနေပြီးတော့လှုပ်လိုက်လို့ဟုတ်ရနော်မစင်မကျင်နဲ့လှုပ်လိုက်လို့ပို့ပြီးတော့ပြက်စီးသွားတဲ့ engine တွေကအများကြီးတကယ်ကနလည်းမသိဘူးဟုတ်လားထင်ရတွေလှုပ်လိုက်တာအဲ့ချိန်မှာ workshop အလိုက်မှာပူဆိုးသွားတဲ့ engine တွေအများကြီးရှိအားကြောင့်လို့ဒီတော်တော်များများကစိုင်တိုင်းကိုမယုံနေတာဟုတ်တယ်မလားစိုင်တိုင်းကိုမယုံတာတချို့တွေကခံရတာဟုတ်လားဘိန်းကောင်းကြီးတွေအပ်လိုက်တယ်ဝါရင်းလိုက်ရမယ်ဆိုလို့ရှိရင်လေဝါရင်းရဲ့သူ့ရဲ့ပတ်လန်းတွေကိုစနစ်တကျမသိဘဲနဲ့ဝါတို့ကြီးခွဲချပလိုက်တာမျိုးဟုတ်လားဒါမှမဟုတ်ဆိုရင်သူ့ရဲ့ original အတိုင်းမဖြစ်တော့ဘလို့မှမဖြစ်နိုင်တော့မလိုအပ်ဘဲနဲ့ဖြတ်ချပလိုက်တာမျိုးဟုတ်လားမလိုအပ်ဘဲနဲ့လဲပလိုက်တာမျိုးဒါမျိုးတွေဆိုလို့ရှိရင်ဘာရှင်အားနဲ့နိုင်အဲ့တော့သူတို့ကလည်းရန်တမ်းမှန်တမ်းပြီးသူတို့မအပ်ရဘူးအဲ့တော့ကိုယ့်ဘက်ကလည်းခုနကပြောလို့ပဲကိုလုံးတဲ့အလုပ်ကိုတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့လုပ်အောင်အဲ့တော့သူတို့ပစ္စည်းကိုလည်းမနာအောင်ကျွန်တော်တို့ဖြုတ်အောင်ဟုတ်လားမလားပြီးတော့တတ်ရကျွန်တော်တို့ကန်ရအောင်ပြေစုပ်ပြတ်နေလို့မရအောင်ဟုတ်လားမလားတတ်ရလေကျွန်တော်တို့လုပ်တဲ့အလုပ်ကိုကျွန်တော်တို့စနစ်ဘယ်လောက်ရှိတယ်စီကံဘယ်လောက်ရှိတယ်ဆိုတော့သူတို့ပြမှာသူတို့ကကျွန်တော်တို့ပြန်ပြီးတော့ဂျုံညီမှုရှိဟုတ်လားမလားကျွန်တော်ကသူ့ပစ္စည်းဖြုတ်ချတယ်ပြန်ကျင်းတယ်အောက်ချတာဘန်းမချပါမချဟုတ်လားကွာတွေလည်းပြန်ကျင်းတယ်အောင်စုပ်ပြတ်တတ်လာတယ်ဘေးကကြည့်တဲ့ကစတမာတွေကဒီကောင်လေးဘလို့တွေလုံနေရဆိုတဲ့ဟာကြီးကိုသူတို့ကြည့်လိုက်တာနဲ့ဒီကောင်လေးဘာမှမတက်ဘူးရှော့လုံနေတယ်ဆိုတော့အတွေးမျိုးသူတို့ထဲမှာရောက်တော့ဟုတ်လားဒုတ်တာကိုင်းနဲ့ရောက်ဘယံမလာကြီးခိုင်ကြည့်နေရတော့မှဒီလိုကြီးလုံနေခိုင်ကြီးထားခဲ့လိုက်ရင်ဒီကောင်လေးဘလို့တွေတောင်လုံနေကြလဲမသိဘူးဒါမှမဟုတ်အတွေးတွေသူစီမှာရောက်သွားနိုင်ဟုတ်လားအဲ့ကျွန်တော်တို့စနစ်တကျလောက်ရမယ်ကိုယ့်ပစ္စည်းလိုသဘောထားရမယ်အဲကြောင့်မလို့ကျွန်တော်ဆိုင်ငယ်တွေဆိုကျွန်တော်ပြင်ပြီးရင်မင်းတို့စီရီပင်အကုန်လိုက်တော့နော်ဝေးတန်တယ်အကုန်တော့ပြောင်းနေအောင်တော့ဟုတ်လားကျွန်တော်တို့ကပေလို့ရပြီမယ်သူတို့ပေလို့မရဘူးဟုတ်လားကျွန်တော်လည်းခုနပြောတယ်ရေချိုးပြီးသွားရင်အင်ကြီးကောင်းကောင်းလေးဝတ်ထားတယ်ဆိုရင်ဒါပေမခံနိုင်ဘူးဟုတ်တယ်မလားဒါကျွန်တော်တို့လုပ်ငန်းခွင်ထဲမှာလုံးဝင်းနေမလို့ဒါကျွန်တော်တို့ကပေလက်ပြတ်နာမရှိဘူးဟုတ်တယ်မလားအဲ့တော့သူတို့အနေနဲ့ကြတော့ဒါသူတို့လုပ်ငန်းခွင်မဟုတ်ဘူးလေအဲ့တော့ပေတေနေရာကြီးကိုသူတို့လက်ထဲအပ်လိုက်လို့မကြိုက်ဘူးအချို့ဆိုရင်ကျွန်တော်ကြည့်တယ်တော့တွင်ကုန်ထိုးရင်ကျွန်တော်လက်ကြည့်နေတယ်တချို့ကစမားကြီးသူတို့ကဝှက်ဆုပ်လေးရှာပြီးသူတို့လက်ကင်လေးတွေတုတ်နေရမို့ဒါမို့တွေမဖြစ်တဲ့ဟုတ်တယ်မလားကိုယ့်လက်ကြီးကပေနေရင်မကင်နဲ့သူတို့ကိုပေနေနိုင်တဲ့နေရာမျိုးဘယ်တော့မှမကင်ကျွန်တော်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ကဒီကိုစီကိုလာတဲ့ customer တွေကိုမြဲအောင်လည်းကျွန်တော်တို့ကထိန်းနေပါ့ဟုတ်လားမြဲမလားကြီးကိုလုပ်လိုက်တာကောင်းရင်ပြီးတာပဲဆိုတဲ့ပုံစံမျိုးနဲ့တော့မလုံးနဲ့ရေရှည်မှာလက်တော့ဟုတ်ပြီနော်ကိုလုပ်ငန်းကြီးကရေရှည်ရက်တည်လို့မျိုးအဲကျွန်တော်တို့ကရေရှည်သွားမှာဒီလုပ်ငန်းနဲ့ရက်တည်ဆိုမှတော့ခဏလေးပြင်းလို့ဝင်လောက်တာပြင်းပြဝင်လောက်တာမဟုတ်ဟုတ်တယ်မလားကျွန်တော်တောင်းလို့မြောက်လို့ရှောက်လို့မှာမဟုတ်ဒီလုပ်ငန်းကိုကျွန်တော်ဒီဇိုင်းမမတ်နဲ့လုပ်မယ်အဲ့ဆိုရင်ကျွန်တော်တို့စလုပ်ကနေကျွန်တော်တို့ပလန်ချထားမယ်ဘယ်နဲ့နေဘာလုပ်မယ်ဘယ်လိုနေတော့ဖြစ်ရမယ်ဆိုတဲ့ဟာမျိုးနဲ့ဟုတ်လားပြီးရင်ဘယ်လိုစနစ်နဲ့သွားမယ်ဒါမျိုးသွားကျွန်တော်တို့ဝန်ဆောင်မှုကဘာပေးမှာလဲကျွန်တော်ကဈေးနေပြီးတော့လုပ်မယ်ဒါမှမဟုတ် quality အကောင်းနဲ့ကျွန်တော်တို့ရက်တည်မှာလားဟုတ်လားဘယ်လို service မျိုးပေးမှာလဲအဲ့ဒါကိုကျွန်တော်ရွေးချယ်ရမယ်အချို့ကျတော့လောက်တာခိုင်းတာစုပ်ပြတ်တတ်နေတာပဲဒါပေမဲ့တောင်းတဲ့ဈေးရလဲဟုတ်အောင်ကြီးအဲ့တော့သူ့ဖောက်တယ်နဲ့သူကလည်းသူတော့ဟုတ်နေတာပဲလုပ်နေရတာပဲဟုတ်လားအဲ့ကျွန်တော်တို့ကဘယ်လို brand မျိုးကျွန်တော်တိစောက်မှာလဲငါးဆိုင်လာရင်တော့လုံးဝတန့်ရှင်းနေရမယ်တက်ရမယ်တေချာစနစ်ကြလုပ်မယ်ဟန်တူတွေလည်းအကောင်းနေနဲ့သုံးမယ်ဒါပေမဲ့လက်ခတော့သိမနေဘူးဟုတ်လားအောက်ကြီးမရအဲ့အမှုနဲ့သွားမှာလားကျွန်တော်တို့ကအဲ့လိုမျိုးကျွန်တော်ရွေးချယ်ရမှာ
တောင်းဆက်ဆက်မြောက်ဆက်ဆက်လိုက်လို့မရဟုတ်တယ်မလားအဲ့တော့လောက်တာခိုင်းတာစုပ်ပြတ်တက်ပြီးတော့တောင်းတဲ့ဈေးကလုံးဝအမြင့်ကြီးတောင်းထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကရှိုးရုံးတွေဈေးသွားတောင်းတယ်ဆိုလို့ရင်လည်းဘယ်သူမှပေးမှာမဟုတ်ဘူးအဲ့တော့ရှိုးရုံးတွေဆိုရင်ကျွန်တော်တို့ထက်ကျွန်တော်တောင်းတဲ့လက်ခိုက်တဲ့ဈေးကပိုများတယ်ဘာလို့ပိုများလဲဆိုသူတို့ကလာပြင်တဲ့ customer ကိုအဲကွန်ခန်းထဲမှာထားနိုင်တယ်ဟုတ်လားအဲကွန်ခန်းထဲမှာထားနိုင်တယ်အေးစေးအေးအဲကြောင့်ရေဘူးလေးတောက်ပါအောင်ဟုတ်လားရေလေးတောက်ပါအောင်တခြားလေးအခန့်ထားနိုင်တယ်အဲ့တော့ကျွန်တော်အဲ့ဒီစာပစ်ခါတွေပါသူတို့အကုန်တောင်းတယ်အဲ့တော့ပြီးတယ် customer လည်းသူမုံဝန်းနဲ့ပြန်လာတာအဲကွန်လေးတဲ့နေလဲသူမောပြေသွားတယ်အေးစေးပဲဒီမှာစီနယ်လည်းမမုံမနန်ဘူးဟုတ်လားတတ်တရလေးသူတို့ကနေရတယ်အဲ့တော့လက်ခါကိုကျွန်တော်တို့ကအပြင်ဝက်ရှော့ရတဲ့လမ်းဘေးကဝက်ရှော့ရတဲ့ပိုတောင်းတယ်ပေးတယ်ကြည်နဲ့ပေးတယ်အဲ့တော့အများကြီးလို့ဘူးမှမပြောဘူးနော်ဟုတ်လားလမ်းဘေးမှာစုပ်ပြတ်တဲ့နေအောင်ကွာတွေခင်းချင်းထားပြီးတော့ဗျမ်းမနာနဲ့လမ်းဘေးစရိုက်တိုင်းလုံနေကောင်ကိုဘယ်တော့မှအဲ့ဒီရှိုးတုံးစိမပေးဘူးအဲ့တော့ကိုလိုချင်တဲ့လက်ခါကိုကိုကဘယ်လောက်လိုချင်တာလဲအဲ့လောက်လိုချင်တော့အဲ့လာနဲ့ထိုက်တန်တဲ့စားပစ်တစ်ခုတော့သူတို့ပေးရအောင်ထိုက်တန်တဲ့ဟာသူတို့ပြန်ပေးနိုင်မှရအောင်ဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့သူတို့ပစ္စည်းကိုတက်တက်ရကိုင်တာမျိုးဟုတ်လားလုံးဝတန်တန်ရှင်းရှင်းဖြုတ်တက်တဲ့နေရာမှာလဲစနစ်တကျဖြုတ်တာမျိုးစနစ်တကျတက်တာမျိုးတော့များများတချို့တွေဆိုလို့ရှိရင်ဗျာဘာမှနားမလဲဘူးပတ်စံကြီးလိုဆိုင်ကောက်ဖွင့်နေတာဝါရှော့တွေကခေါ်ခိုင်းတယ်ဒါပေမဲ့သူကငွေရှိငွေရှိတော့သူတို့အသေးချာထားတယ်ခုနပြောလို့ပဲဟုတ်လားအဲ့တော့ရှိုးလုံးတွေတော်တော်များများဒီပိုင်ရှင်ကိုယ်တိုင်ဘယ်သူမှမလုပ်ဝါရှော့ဝင်မလုပ်လောက်တဲ့ဝါရှော့တွေကခေါ်ခိုင်းတယ်ဒါပေမဲ့တောင်းတဲ့လက်ခါကြီးထိုက်တဲ့တဲ့နံရတယ်ဟုတ်လားလမ်းမေးမှာဖွင့်နေတဲ့လူနဲ့စိုင်နဲ့ကလားနဲ့ဖွင့်နေတဲ့လူမတူဘူးကျွန်တော်လမ်းမေးမှာဘိုးကလည်းလေးထိုးပြီးကျွန်တော်ဖွင့်ကြည့်လာအပ်တဲ့ဘိန်းကလည်းအောက်ကြီးဂျလုံးမလုံးစိုင်ပိတ်ပြီးမပြေးသွားရင်တော့မှနှစ်ရက်စားမရတဲ့ဘိန်းမျိုးတွေပဲလာအပ်ဟုတ်လားအဲ့တော့လမ်းမေးမှာမိုးကလည်းလေးဖွင့်ထားတဲ့ဘိန်းကိုခုနကပြောသိန်း450 100တန်ဘိန်းဘူးမှလာမပြေအဲ့ကျွန်တော်တို့အလုပ်လုပ်ပြီးဆိုရင်ကျွန်တော်တို့ကစိုင်နဲ့ကလားနဲ့ပတ်သက်ရရက်လုံးမှရကျွန်တော်ဒီကွာစဉ်ကိုဒီတိုင်းလေးထားရဆိုတော့ကျွန်တော်ဒီဘွားကွာကြီးကျွန်တော်ဘယ်ကောင်းမှမသုံးခိုင်းဘူးအဲ့ကွာကြီးမသုံးနဲ့နော်ဘူးမှမသုံးနဲ့ကျွန်တော်ပြောတယ်ကျွန်တော်အလှထားတယ်အဲ့တခါကျတော့ဝါရှော့ပါဆိုနေမှာတချို့တင်တန်းသားဆိုရင်တို့စိတ်ထဲမှာဒါမှမဟုတ်ထင်ဆိုင်ဝါရှော့ကွာတွေကွာဒါသုံးဖို့ပဲဟုတ်လားကွာတွေဆိုတာဒါဖြုတ်ဖို့တက်ဖို့မဆိုင်ဖြုတ်တက်ကွာတက်ထားတယ်ကျွန်တော်တို့ကလာပြင်းတဲ့ customer တွေကျွန်တော်သုံးတဲ့ကွာတွေဒီလိုမျိုးကွာတွေနဲ့သုံးတယ်ဒီလိုတွေထားတယ်ဆိုတဲ့ဟောကျွန်တော်တို့ပြတယ်ဟုတ်လားအဲ့တော့အဲ့ဒါကိုမြင်ချင်းအဖြစ်ဒီဇိုင်းလေးကကွာတွေထားတာတိုးတာစာစနစ်ကြတယ်တချို့ဆိုလို့ရှိရင်အဲ့ဒါမျိုးမြင်တာနဲ့နေပြီးတော့ယုံကြည်သွားတဲ့လူအများကြီးဟုတ်တယ်မလားအဲ့လိုမျိုးနဲ့ကျွန်တော်တို့တီးဆောက်ရတော်များများဆိုင်တွေဝက်ရှော့ဆိုင်တွေတော်များများကိုကြည့်လိုက်ကောက်ဖာတဲ့ကောက်တဲ့ပုံထဲ့တာလူမအကုန်ဖြဲရရှာလန်လောရှာမှောက်ရှာဟလားပုံရွာရလဲကောလားကျွန်တော်သုံးနေတဲ့ပစ္စည်းတွေပုံတော့ကျွန်တော်သက်သက်ရထားတာကျွန်တော်စူးသွားလို့စူးသွားပဲထားတာဒါအများနဲ့လုံနေလို့ကျွန်တော်ကွာတယ်ဗျမ်းမလာဖြစ်ကျွန်တော်လုံနေတဲ့လုံတိုင်းကိုကျွန်တော်သက်သက်ရထားကျွန်တော်တွင်ပုံဆိုကျွန်တော်အများနဲ့ကျွန်တော်တန်ရှင်းလုပ်တယ်ဘယ်သူမှကျွန်တော်မခိုင်းကျွန်တော်ဘာလို့တန်ရှင်းလုပ်တယ်ကျွန်တော်ကြည့်ရတဲ့ပေဆုပ်သွားပြီဆိုတော့ကျွန်တော်လုံးဝတန့်လိုက်ဟုတ်လားအဲ့တော့အဲ့လိုမျိုးလေးတွေလုံမှလူတွေကလည်းယုံကြည်မှုဖြစ်တချို့ကရှိတယ်လမ်းမေးမှာပဲဖွင့်တယ်ဆိုင်ကမပေးချင်ဒါပေမဲ့သူကဆိုင်နဲ့ကားနဲ့ဖွင့်တဲ့လူတွေဈေးကိုသူကလိုချင်တယ်တော့တောင်းလိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲမိတ်တွေကပြတ်အဲ့တော့ဟာကျွန်တော်မပေးဘူးဒါမျိုးတွေဖြစ်လာဟုတ်ကျွန်တော်တကယ်ချင်းနေတော့မြင်မြင်အဲ့တိုင်းပဲကျွန်တော်တကယ်ချင်းနေဆိုလို့ချင်းလုံးတော့လမ်းဘေးမှာဆိုင်ငယ်3သီးတောင်မနဲ့ကတ်သက်ထိုးနေရဟုတ်လားသုံးတဲ့ကွာတွေကဘယ်မှမသားအကုန်လုံးကတရုတ်ကွာနဲ့တောင်းရင်းမှာကုန်ပြစ်ထဲတာဘယ်ကွာအကောင်းဘယ်ကွာမကောင်းမှန်းကိုမသိဘူးတတ်ရလည်းမရှိဘူးစတီပန်လည်းမရှိဘူးဒီတာဘုံတွေလိတာဟိုရှစ်ခေတ်တော့အတိုင်းပဲဟုတ်လားအတိုင်းကြီးနဲ့သူလမ်းဘေးမှာတိုင်းလေးမိုးကတည်းလေးထိုးပြီးသူတို့လုံနေတာကျွန်တော်တို့ဟာရောက်မင်းကွာအင်ဂျင်ကန်တာမှာအဲ့လောက်ပဲယူလာလားဘာညာတော့မေးလို့ရှင်ဟုတ်အာကျွန်တော်တို့ကမပေးဘူးအားမလို့တကယ်တော့မင်းတို့မလို့မပေးတာမဟုတ်ငါတို့မလို့ပေးတာမဟုတ်ဘူးမင်းတို့ရဲ့ဆိုင်ကြီးကလိုနေတာဟုတ်လားကျိုးလူတို့ရှိရဆိုင်ရဲ့ decoration ကလုံးဝစုပ်ပြတ်နေတော့ကြတော့သူကတချို့လူဆိုလို့ရှိရင်ပညာဘလောက်တော်ထင်မကြည့်ဟုတ်လားမိုးပြန်နေအောင်တက်နေပဲလေဆိုင်ကြီးကစုပ်ပြတ်နေအောင်ခင်းထားတယ်ဆိုလို့ရှိရင်ဘယ်သူမှထင်မကြည့်ရှင်းလေးပဲတကယ်ဘယ်သူမှပြင်မဲ့လူမရှိလို့ဆိုရင်ဒါနေကောင်အပ်ရင်အပ်နေတကယ် special လာဖွင့်တဲ့ကောင်ကြီးလိုက်တာနဲ့အဲ့ကောင်ပါတော့လက်တော့အဲ့မှာအဲ့တော့ကျွန်တော်တို့ကအလုံးလုံးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကစနစ်တကျလုပ်တတ်ဖို့လိုတယ်ကျွန်တော်တို့ပစ္စည်းကိုကျွန်တော်တို့ကတက်တက်ရဲကင်တွေအသုံးပြုမှ
သူတို့ကလည်းသူတို့ပစ္စည်းကိုကိုယ့်လက်ထဲအပ်ရဲမှာဟုတ်လားမသေချာလာတော့ခုနပြောလို့ပဲလေတတ်တရဲနဲ့အဲ့လိုကင်တဲ့ workshop ကိုပဲဘိန်းကောင်းနေတော့အပ်တာဗျမ်းမနာလုံးနေလို့ရှိရင်ဘိန်းအစုပ်တွေပဲလာဒီနားမှာကျွန်တော်တကယ်ချင်းရှိတယ်ငယ်လေးလို့ဆိုလို့ရှိရင်ဒါ तू ကဒီနားမှာ तू ဖွင့်လာတဲ့နှစ်ကကြာလာနှစ်20လောက်ရှိပြီဒီကောင်ဖွင့်လာဒါပေမဲ့ကျွန်တော်ဒီနားမှာကျွန်တော်ပြောင်းလာတဲ့အချိန်မှာသူ့စီမှာသွားကြည့်လိုက်ဘိန်းတွေကဘာဖြစ်လဲဆိုတရုတ်ဘိန်းတွေအစုပ်တွေအော်တိုဆိုဟိုမော်တယ်နေနေဒါမိုးတွေပဲ तू ကသူ့စီမှာလည်းလာအပ်ကြတာများတယ်ကျွန်တော်တို့စီဆိုလို့ရှိရင်ဘိန်းကောင်းတွေတော့များများအကုန်လာအပ်တယ်ဘာကွာဝလဲဆိုမင်းတို့ကလမ်းဘေးကြီးမှာဖွင့်တာသူတို့ဆိုင်ကယ်ကြီးကိုထားခဲ့ရမှာဘယ်သူမှစိတ်မချဘူးဟုတ်လားဆိုင်ကယ်လေးလည်းချင်းချင်းလေးပြီးတော့လူကမအိပ်ဘူးဒီဆိုင်ကယ်ကြီးကိုမင်းတို့လူကိုယုံလို့ထားခဲ့ပါကြီးအခုကဆိုင်ဖောက်သွားရင်ပါသွားနိုင်အဲ့တော့မအပ်ရဘူးလေဟုတ်တယ်မလားပညာအောင်မယုံလို့မဟုတ်ပညာတက်လုပ်တက်သူများတန်းသူလုံးနိုင်အဲ့မှာခုနပြောလို့လေဆိုင်ရလိုနေဟုတ်လားအဲ့တော့ကျွန်တော်တို့ကဒီလုပ်ငန်းနဲ့တွင်းနေချင်းလုပ်ဖို့ရည်ရွယ်ချက်ရှိရဆိုလို့ရှိရင်ကျွန်တော်တို့ကဆိုင်ကိုဆိုင်နဲ့တူအောင်လုပ်ကိုသုံးတဲ့ခွားတွေအကုန်လုံးတက်တက်ရရထားလုပ်တဲ့ကိုင်းတဲ့နေရာမှာစနစ်တကျလုပ်ဒါကျွန်တော်ကအလုပ်များတယ်တော့ကျွန်တော်ကတယောက်ချင်းတွေကျွန်တော်လိုက်မကြည့်နိုင်လို့ကျွန်တော်တိုင်းပြစ်ထားတာကျွန်တော်ကြည့်နေတော့များများဆိုင်ကနေပြင်းနေကိုကားတွေစုပ်ပြက်လာတယ်လုပ်စနစ်လည်းမကြောက်ဖြုတ်ချတယ်ဖြုတ်ချင်းတဲ့နေရာဖြုတ်ထားချင်းတဲ့နေရာထားတာအဲ့မလုပ်လို့မရဘူးဟုတ်လားဆိုင်ကနေပြင်တော့မယ်ဆိုရင်နေရာချနေရာရင်ချကိုလုံးမဲ့နေရာမှာမိုက်တွေရှိနေမိုက်တွေပြည့်စည်လေးနဲ့ခါလိုက်ရင်တော့တန်ရှင်းလို့ခွာတော့ထောက်ဟုတ်လားကျွန်တော်တို့ကလွတ်လွတ်ကင်းကင်းလောက်အောင်ပါလေဒီဆိုင်ကတည်းကိုဟုတ်လားဒီဆိုင်ကတည်းကတခါတည်းပြီးရင်လည်းပြီးမယ်မပြီးလို့ညသိထားခဲ့ရရင်လည်းဒီနေရာလေးမှာလွတ်လွတ်လပ်လေဟုတ်လားကိုလိုကန်လန်အဝါကြီးမှာထိုးပြီးပြင်လိုက်တယ်ဒီဆိုင်ကဒီညမပြီးဒီနေ့မပြီးတိမ့်ဆိုတော့ဟုတ်လားအကုန်ရွှေ့ရတာဘန်းတွေရပစ္စည်းတွေရောဆိုင်ကတွေရောအကုန်နေရာတွေရွှေ့မနဲ့လည်းရောက်အောင်အကုန်လုံးတောင်းအောင်ပြောင်းလေးဖြစ်ကုန်အကုန်ရွာတွေလဲကုန်ညဟိုကောင်သိန်းတာဒီကောင်သိန်းတာလေးဖြစ်ကုန်စီစီညီလေးထားရင်ပြင်တာဒီဘန်းတွေကပစ္စည်းဒီဘန်းကဒီဘန်းနဲ့ထည့်ဒီတိုင်းမထပ်ထားရတယ်လေလှုပ်လက်စအတိုင်းချခဲ့လိုက်ပြီးတော့အမှကောက်သိန်းနေရမလို့ဟုတ်တယ်မလားလူနေလဲသွားလာလွတ်ကြီးပျောက်เสียဘာကြောင့်မှမရှိဘူးကွာတွေကုန်စုပြီးကောက်သိန်းလိုက်ရုံပဲနောက်ရမနဲ့မိုးလင်းတာနဲ့လုပ်ငန်းဝင်နဲ့ကောက်ထိုင်လိုက်တာနဲ့ပြီးသွားပြီဒါပေမဲ့ဆိုရင်အစနေပြန်စနေရတာဟုတ်လားဒီပစ္စည်းလိုက်စုနေရတယ်လှုပ်တွေရှုပ်အဲ့တော့ကျွန်တော်အဲ့ဒါမိုးတွေကစားကျွန်တော်ကလိုတယ်ဒီပညာကြီးမိုးပြန်နေအောင်တက်နေရုံနဲ့မပြီးဘူးအလုပ်လို့ရှင်ကျွန်တော်ကဒါကျွန်တော်ဖြည့်ဆွက်ကြီးပြောပေးတာကျွန်တော်အလုပ်လုပ်တဲ့ပုံစံတွေကျွန်တော်အဲ့လိုသွားတာကျွန်တော်ကိုယ်တိုင်လုပ်တဲ့ဘိန်းသီးကိုကျွန်တော်အသေးချာနေရာချသေချာတက်တက်ရဲလေးထားပြီးဆိုမှမလို့တဲ့ကွာဆိုကျွန်တော်တခါပြန်ချိတ်တာဒီဘန်းထဲမှာမလို့အဖက်နဲ့ကွာတွေအကုန်လုံးပြုံထည့်ထားတာတကယ်လို့တဲ့ကွာတစ်ချောင်းမှမရှိမလို့တာနေနဲ့ကွဲနေတော့ဒီလိုတဲ့ဟာတော်တော်နဲ့ရှားမတွေ့အဲ့တော့ဒီဆိုင်ငယ်သီးကိုကျွန်တော်တို့ကဖြုတ်လိုက်မယ်ဝါရှိလဲမယ်ဟုတ်လားဝါရှိတုံလဲမယ်ဝါရှိတုံလဲမယ်ဆိုရင်ကျွန်တော်တို့ကဝါရှိတုံလဲဖို့အတွက်လိုအပ်တဲ့ကွာလေးတွေ8D ယူမယ်10D ယူမယ်ဟုတ်လားအဲ့တော့14 15ယူမယ်ဒါမို့လေးတွေတန်တိုင်းလုံးဖြုတ်တဲ့ပူလာလေးတွေယူမယ်အင်ဘတ်ယူမယ်ဒါပဲသူနဲ့တက်ဆိုင်တဲ့ကွာလေးတွေပဲကျွန်တော်တို့ကချင်းလေးတွေထည့်လာဘန်းလေးတွေထည့်လာချုပ်ချပလိုက်ဟုတ်လားအဲ့တော့လုံရင်းထဲမှာတချို့ကကိုယ်ကားညက်တွေတက်ထားရဆိုမှလိုအောင်မှထားယူလိုက်အဲ့မှာပြီးပြီဒီဘိန်းတစ်သီးကဒါပြီးသွားပြီဆိုတော့ဒီထဲမှာရှိတဲ့ကွာအကုန်လုံးကိုဒီမှာပြန်လာချိတ်လိုက်ပြီးသွားတယ်ဟုတ်တယ်မလားအဲ့တော့လုံနေလို့လေငါ့ဝင်မင်းထဲမှာဘာကွာလေးရှိလဲဆိုရင်ကိုကဒီမှာဒါလေးရှိတယ်ကောက်ပေးလိုက်ရမယ်မနက်ကနေကလုံးလိုက်တဲ့ကွာတွေအကုန်လုံးဒီတနေရာထဲမှာပဲအကုန်စုထားရတော့ကြတော့နေ့လေလောက်ရတော့ကွာတွေချင်းချင်းမှာအကုန်ပြေးဖြစ်နေတကယ်လည်းအလုံးလို့ရောမလိုတဲ့ကွာတွေတပုံကြီးကြွားရည်လဲနေကွာရအလန်လို့ရှာနေဟိုကောင်ချင်းတယ်လို့ဒီကောင်ချင်းတယ်လို့အုံဆုတ်ချက်တွေခတ်ပြီးရင်ဖြုတ်တဲ့ပစ္စည်းတွေရောကွာတွေရောတချင်းထဲမှာအကုန်ပြုံထည့်တယ်အုံရွာရည်လဲကုန်ပြန်တက်တဲ့ချိန်ကျတော့ဒီဆိုင်ကနတ်ဘယ်နှလုံးလိုနေခဲလို့လိုနေခဲမှမသိဟုတ်လားအုံလုံးပြီးပြီဆိုမှဟာဒီနက်ကဒီမှာဘယ်ထွက်လာတော့ကွာဟုတ်လားပြန်ဖြုတ်ရတာမျိုးတွေဒါမျိုးတွေဝါချော်လုံးဘူးရဲ့လူတိုင်းကုန်သိတယ်ဟုတ်တယ်မလားဒါအင်ဂျင်ကြီးကုန်လုံးပြီးတော့မှဟာနောက်ဆုံးမှဒီနက်ကဘယ်ထွက်လာအောင်ကွာမမြင်တော့ကျတော့ရှမ်းသွားတယ်မြင်တော့ကျတော့ဒါဆိုလို့မမေ့တော့ဒီဘက်နဲ့ဒီနက်ကျန်နေဒါဆိုရင်ဒီနက်ကဘယ်နက်ကတက်မယ်ဆိုသိသွားတယ်အဲ့တော့ကျွန်တော်တို့ကလုပ်ငန်းဝင်နဲ့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလောက်တာကိုင်းတာကျွန်တော်တို့ကြည့်ကိုနားမလဲတဲ့အပိုင်းဆိုရင်ကြည့်ကိုနားလဲတဲ့အပိုင်းကိုလုံးလို့ရတဲ့အပိုင်းဆိုလောက်ဝင်လို့ဟုတ်လားကိုကစရောက်တာအခြေခံနဲ့ကိုကစတယ်တယောက်ကဒါလုံနေပြီဆိုကျွန်တော်ကဒါကိုမသိဘူးဆိုဒါကိုအာရုံစတောင်းဆက်မြောက်ဆက်လိုက်မကြည့်နဲ့ဟုတ်လားတခုခုကိုကျွန်တော်သိအောင်လုပ်
အဲ့တော့ဒီတယောက်ကတော့ဒီကောင် YC လဲနေတယ် YC လဲတယ်ဆိုရင်ဘာတွေလဲပေါ့နော်ဘယ်နှကွင်းပါတာလဲပေါ့ဒါမို့လေးတွေအဲ့မှာနံပါတ်လေးတွေပါတယ်ဘယ်နံပါတ်ကဘယ်မှာတက်ရတာဟုတ်လားဒါမို့လေးတွေပေါ့ကျွန်တော်တို့ကမြန်ကျွန်တော်တို့ကကိုကမြန်တက်ချင်တယ်ဆိုရင်ကျွန်တော်တို့ကမြန်မှတ်ဓာတ်ပုံလေးတွေရိုက်ထားတာမျိုးကျွန်တော်တို့ပညာသင်တော့ဆိုဘာဓာတ်ပုံမှရိုက်စရာမရှိဘူးဒီကိစ္စလွဲတယ်ရှင်းပြရင်ကျွန်တော်တို့က profile ရိုက်ထားလို့ရတယ်အတန်ဖတ်လာလို့ရတယ်ကိုဖြုတ်တဲ့ပစ္စည်းကိုမမိရင်ဓာတ်ပုံရိုက်ထားလို့ရတယ်လွဲတယ်ကျွန်တော်တို့ဟုတ်တယ်မလားအဲ့ကျွန်တော်တို့ကအရင်ဆုံးကျွန်တော်တို့ဒီ hand tool တွေကိုကျွန်တော်တို့အရင်ဆုံးသိအောင်လုပ်ဘယ်နေရာမှာဆိုဘာလဲဖြုတ်တယ်ဟုတ်လားဒီကောင်ကြီးကဘယ်နေရာမှာသုံးရတယ်အဲ့ဒါလေးကျွန်တော်တို့အရင်ဆုံးသိအောင်လေ့လာတယ်သိသွားပြီဆိုရင်ကျွန်တော်တို့ကဥပမာဆိုဒီထဲမှာရှိတဲ့စိတ်ပိုင်းလေးတွေပေါ့နော်အဲ့ဒီစိတ်ပိုင်းလေးတွေအခေါ်လေးတွေပေါ့ဘာလေးတွေလဲဒီကောင်လေးကဘာခေါ်ရလဲအဲ့အမို့လေးကျွန်တော်သိအောင်ရင်မှတ်တာဒါကျွန်တော်စာအုပ်လေးတွေထုတ်ထားပါတယ်မရသေးလို့ဒီကောင်လေးတွေစိတ်ပိုင်းလေးတွေအခေါ်လေးတွေပေါ့နော်ပစ္စည်းလေးတွေအဲ့တော့အဲ့ဒါလေးကျွန်တော်စာအုပ်လေးနဲ့ထုတ်ခိုင်းတာမရသေးလို့မနေ့ပြန်တော့ခါတော့ရမှာဒါမို့လေးတွေပေါ့နော်ဟိုကျွန်တော်ဒီစာရွက်ထဲမှာလည်းပါရလေအဲ့ဒါမို့လေးတွေပေါ့အဲ့တော့ကိုကနားလည်အောင်တော့မြန်မာလိုပြန်ရေးပေါ့ဟုတ်တယ်မလားကျွန်တော်တို့ကဒါမို့လေးတွေအဲ့တော့သူ့ရဲ့အစိတ်ပိုင်းကလေးတွေတူလီမုတ်စာလေးတွေအကုန်လုံးပေါ့အဲကျွန်တော်အဲ့လိုလေးလောက်ပေးတယ်အခြေခံသမားရောလိုတယ်လေနော်အခြေခံသမားတွေကကြကြလို့ရှိရင်ဟိုကသူတိုင်မင်ချင်းလဲမယ်တိုင်မင်ချင်းကဘယ်ဟာကြီးမှမသိဘူးဟုတ်တယ်မလားအဲ့တော့ဒီလိုလေးတိုင်မင်ချင်းလေးတွေကျွန်တော်တို့ကခါဘင်းချင်းဘင်းပေါ့ကျွန်တော်တို့အရက်ခေါ်လေးတွေပေါ့အရက်ခေါ်ကလည်းသိဖို့လိုတယ်အရက်ခေါ်မသိရင်ရွာကြီးလဲကုန်တာပစ္စည်းသွားဝယ်တဲ့အချိန်မှာရွာလဲပစ္စည်းဆိုင်ကလည်းအရက်ခေါ်ပဲသိဟုတ်တယ်မလားတကယ်သူ့ရဲ့နာမည်အမှန်ကြီးကကျွန်တော်သွားပြောလို့မရဘူးအဲ့တော့မှနေပဲမတူဘူးနော်ဒီတိုင်းပဲမောင်းလို့လည်းခေါ်တယ်မြောက်လက်လို့လည်းခေါ်တယ်ဟုတ်လားတကယ်တော့သူ့ရဲ့အခေါ်အမှန်ဒီရော့ကာအန်ဟုတ်လားဒါပေမဲ့ကျွန်တော်တို့ကတကယ်လုပ်ငန်းခွင်ထဲမှာကျွန်တော်ဒါလေးကိုပစ္စည်းတိုင်းမှာကျွန်တော်ရော့ကာအန်လေးပေးပါလို့သွားပြောရင်သူတို့မသိဘူးနမူနာတောင်းပါအဲ့ဒါနမူနာယူခဲ့ဟုတ်လားမြောက်လက်လို့တိုက်ပြင်မောင်းလို့ပြောမှသိအဲ့လိုမျိုးလေးတွေပေါ့အဲ့တော့ဒီကောင်လေးကျွန်တော်တို့အင်္ဂလိပ်ခေါ်ရဟာရဆိုလို့ရင်တော့ဒီကောင်လေးဒီအဖုံးလေးဆိုရင်ကျွန်တော်တို့ကဒါစလင်နာဟက်ကာပါပဲဟုတ်တယ်မလားဖုံးနေမှန်တယ်များတော့စလင်နာဟက်ကာပါပဲဒါပေမဲ့ကျွန်တော်တို့ကဒါဆိုလည်းကျွန်တော်ကဝိုင်းဘုံဝိုင်းလေးနဲ့ဖုံးတယ်လို့ဝိုင်းဘုံဟုတ်လားဒီကောင်ဆိုရင်ကျွန်တော်တို့ကတိုက်ပစ်netလေးနဲ့တိုက်ပစ်ချိန်တဲ့နေရာလေးကိုဖုံးထားလို့တိုက်ပစ်ဖုံးနော်ဒီဘက်ကကောင်လေးဆိုရင်သူ့ရဲ့ gasket လေးကလိပ်ပြာရဲ့တောင်ပံလေးနဲ့တူလို့လိပ်ပြာဖုံးပေါ့ဒါမို့လေးပေါ့နော်အဲ့လိုလေးခေါ်တာလိပ်ပြာတောင် gasket ဒါမို့လေးတွေခေါ်တာပေါ့ဒီဘက်ကအဖုံးလေးတွေပေါ့နော်ဒါလေးတော့ကျွန်တော်ကလုံရင်းကိုင်းနေတာကျွန်တော်ကရင်းနှီးတော့ချက်ချင်းပြောနေလို့လေဒီကောင်လေးကမှတ်မေးနော်အဲ့ဒီကောင်လေးဆိုရင်တော့ကျွန်တော်ကဒါတန်လိုက်တွင်းထဲမှာဒီတန်လိုက်အောင်ကြီးကိုဖုံးတယ်လို့ဒါတန်လိုက်အောင်ဖုံးပေါ့ဒီဘက်ကတော့ကလက်အောင်ဖုံးပေါ့ဒီဘက်ကကလက်အောင်ရှိတာဟုတ်တယ်မလားအဲ့တော့အဲ့လိုအရက်ခေါ်လေးနေပဲသွားတာအရက်ခေါ်လေးတွေကိုသုံးမှလည်းပစ္စည်းကခုနပြောလို့ပဲဝယ်လို့ရတယ်ပစ္စည်းတိုင်းနေအတိုင်းမသိတယ်ဒါတော့ကျွန်တော်နေပြောင်းသွားရင်ကျွန်တော်တော်တော်ရွာလဲအဲဆိုလို့ရှိရင်ကျွန်တော်တကယ်ချင်းနေဘက်တွေသွားပြီဆိုရင်သူတို့ပြောတဲ့နာမည်နဲ့ကိုယ်တည်းဘာမှမသိဘူးပိုင်မဲ့ကိုမသိဘူးခေါ်တွေကလေကျွန်တော်အောက်ပိုင်းရလူတွေဆိုဒီကောင်တွေ piston rail လို့မသုံးဘူးအသီးအကွင်းဝမ်းလာတာနော်အဲ့လိုသုံးတာအသီးလဲမယ်ပေါ့ဟာလားအသီးလဲမယ်ဆိုဘာလဲပေါ့ဟာအသီးလဲတော့ဘယ်ဟုတ်မလဲ piston ဖြုတ်လေဒါမိုးတွေပေါ့နော်အဲ့ဒါမိုးတွေအခေါ်တွေကမတူကြဘူးပြီးတော့ရှိသေးတယ်ကျွန်တော်ဘကိုးသွားတော့ဘာဖြစ်လဲဆိုတကယ်ကြီးညောင်းနဲ့ကြက်ပေါင်သွားဝယ်ရအောင်ဘယ်မှာပါလဲဆိုသမင်းစားတော့စနေတော့အဲ့ကောင်တွေကသမင်းစားပါလားစနေတို့ဆိုကွာတယ်နင်းကွာတယ်သမင်းမစားငင်နဲ့ငါတို့ချက်ပေါင်ရင်သွားဝယ်ရအောင်လေဟာအေးပေါ့သမင်းနဲ့စားဖို့ချက်ပေါင်တော့လိုက်ပါဒီကောင်ကပစ္စည်းတိုင်းနဲ့ဝင်ချတာဘာလဲဟာဩသူပစ္စည်းဝယ်ဖို့လူတို့မှာဟောလို့ဟိုလဲရအောင်ညီမလေးတဲ့ချက်ပေါင်ဘယ်ဘက်ဟာအဲ့ငါလည်းချက်ပေါင်တော့ဘယ်နဲ့ညာနဲ့ခွဲရအောင်လားပါဤတယ်ဝေါ်ကိုရီးယားပြီးတော့ဆိုင်ကပစ္စည်းတိုင်းဘာလို့ဒီကောင်ချက်ကြော်ဝါရောင်းတာလားဘာလို့သမင်းစားရတယ်ဆိုတိုက်ဆိုင်သွားတာလေနော်သမင်းစားချက်ပေါင်ဝယ်ပြီးမှကွာပြန်လာမှသမင်းစားအောင်ဆိုတော့သမင်းနဲ့စားဖို့လို့ထင်တာပေါ့ပြီးကြမှာဘယ်ဟုတ်မလဲနောက်ချီတယ်ဟာဝမ်းလာသားတော့ငါတော့ကွာမင်းနောက်ချီတယ်ကိုနောက်ချီတယ်ကိုပြောပါလို့အားရောက်တယ်ဒီမှာရှုံပေါင်တို့ချက်ပေါင်တို့ခေါ်လာတယ်အေးဝမ်းလာသားတော့အပြားလေးရှူရှူလေးတွေကိုနောက်ကတော့ကာကာလေးဆိုတော့ပေါင်နဲ့တူတယ်လေအဲ့လိုမျိုးပေါ့အဲ့တော့ချက်ပေါင်ငါမှတော့ချက်ပေါင်ဆိုလို့ချက်ပေါင်နေပြန်ဓမင်းစားတော့လာအောင်မင်းဟာကွာလို့ငါနောက်ချီတယ်ကိုသူနောက်ချီတယ်ကိုပေါ့လို့ဒီမှာအဲ့လိုပဲခေါ်တာဟာတဲ့ဒိုးစီမှာဆိုရင်ဒါနောက်ချီတယ်ကိုရှေ့သူရှေ့ချီတယ်တန်းငါအဲ့လိုခေါ်တာလို့အဲ့တော့နောက်ဆိုနောက်လို့အဲ့လိုခေါ်တာလို့
တချို့တွေကျယုံပေါင်လို့ခေါ်အဲ့မှာမတူကြအောင်တနေနဲ့တနေအဲ့ဒါအောင်မှကျွန်တော်တို့ကနောက်ချီတင်ကုံတွေဘာတွေတွားပြောရင်သူကရွာလဲနေတော့ဘာပေးရမှမသိရောင်းတဲ့ကလေးမှအဲ့မူတယ်အဲ့တော့ဒီ gasket တွေဘာတွေတွားဝယ်လို့ရှိရင်လည်းတခါကြလို့ရှိရင်သူကအခေါ်တွေကမတူကြအောင်မတူကြတော့ကျွန်တော်တို့ရွာလဲနေအဲ့တော့ကျွန်တော်တို့သိသမျှနာမည်တွေအကုန်ရွတ်ပြအဲ့တော့ကိုမကျွမ်းတဲ့နေဆိုရင်တော့ပစ္စည်းရောင်းနေကုန်ပြည့်ယူပါလားတော့လာဝချပြီးတယ်ရောဒါဆိုပြီးရောအဲ့လိုမျိုးအခေါ်မတူတာနဲ့နေရွာလဲနေရတယ်အများကြီးပဲကျွန်တော်တို့ EFI ဘင်းနေဆိုလဲဟိုအပူချိန်စံသာလို့ပြောလိုက်ရင်တချို့လူကသိတယ်တချို့ကလည်းအိတ်ဇောစံသာလို့ပြောရတာတကယ်တော့သူအခေါ်တွေကတယောက်တစ်မျိုးဖြစ်နေတယ်ဟုတ်လားပုံမှန်ကျွန်တော်တို့ကဒါ ECD EOD ဆိုပြီးကျွန်တော်တို့ခေါ်ကြတယ်အဲ့တော့ ECD ဆိုရင်ဒါ engine coolant temperature စံသာအဲ့ဒါကိုသူတို့မသိဘူးဒါဆို heat စံသာဆို heat စံသာပေါ့ workshop ဆရာတယောက်ကတစ်မျိုးခေါ်သွားရင်သူတို့ကအဲ့အလေးမှတ်ထားတာဟောဒါလေးဟာနောက်ခါကျတော့အဲ့နာမည်နဲ့ပြောမှာနောက်တစ်ယောက်ကတစ်မျိုးပြောလိုက်ဟာဒါလေးဟာပစ္စည်းကဓာတ်တာပဲဒါပဲဟုတ်လားတခါကျရင်9မျိုးလောက်ဖြစ်နေတဲ့နာမည်တွေကအဲ့ကြရင်တချို့ကရောင်းနေကြလူတွေကြောတိတယ်ရောင်းနေကြလူမဟုတ်တဲ့လူတွေကြောမသိဘူးအဲ့မှာကျွန်တော်ရွာရင်လဲကုန်တာနော်အဲ့ကျွန်တော်တို့ကဒါရက်ခေါ်လေးတွေပေါ့ဒါကျွန်တော်တို့ကလုပ်ငန်းဝင်ထဲမှာလုပ်တဲ့ချိန်ကျရင်ကျွန်တော်ရှင်းပြမယ်အသေးစိတ်လေးပေါ့နော်ဒါကတော့ကျွန်တော်ကဒါအကြမ်းမင်းလေးဒါပြောတာဒီအင်ဂျင်ရဲ့အလုံးပုံလေးနောက်ကျကျွန်တော်တို့ကဒါတွေကိုဖြုတ်ပုံဘယ်လိုတွေလုံးနေတယ်ဟုတ်လားဘာကြီးဆိုဘယ်လိုတွေဖွင့်နေပိတ်နေဒါမို့တွေကကျွန်တော်တို့ကလာမှာပြီးကြလေပြီးရင်ဒီမှာရှိတဲ့ဘိန်းတွေဘယ်လိုတွေထည့်ရမလဲပေါ့နော်ဒါမို့တွေကျွန်တော်ကဖြည်းဖြည်းသွားအဲ့တော့ကျွန်တော်ကဒီနေ့ကတော့ဒီလောက်ပဲ